ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကိုတင်ဆက်မဲ့ကျွန်တော်နာမည်ကတော့နိုင်မျိုးရွှေပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာပြောမယ့်အကြောင်းအရာကတော့ Facebook ကဘာလို့ဝင်ငွေပေးတာလဲဘာအကြောင်းကြောင့်လဲဘာရည်ရွယ်ချက်နဲ့လဲဆိုတာနဲ့ Facebook ကိုအကျိုးရှိအောင်ဘယ်လိုကောင်းမွန်တဲ့နည်းလမ်းတွေနဲ့အသုံးပြုရမလဲဆိုတာမျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ပြောမယ့်အကြောင်းအရာတွေကိုစိတ်ဝင်စားရဆိုရင်အဆုံးထိလိုက်ပါကြည့်ရှုပေးဖို့တိုက်တွန်းလိုက်ပါတယ်ဟုတ်ကဲ့စလိုက်ကြရအောင် Facebook အသုံးပြုသူတွေကိုဝင်ငွေပေးတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ရဲ့အချိန်တွေအာရုံစူးစိုက်မှုတွေကျွန်တော်တို့ရဲ့ data အချက်အလက်တွေကိုရောင်းချအသုံးပြုဖို့အတွက်စမ်းသစ်တဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်နံပါတ်1အချက်အနေနဲ့ Facebook platform ကိုတန်ဖိုးမြင့်တင်ခြင်း Facebook ရဲ့အဓိကပိုင်ဆိုင်မှုကသူတို့ရဲ့သုံးစွဲသူအသုံးပြုသူတွေဖြစ်ပါတယ်ဒီထက်ပိုပြီးသုံးစွဲသူတွေကိုဆွဲဆောင်နိုင်မှုရှိပြီးသားသုံးစွဲသူတွေပုံမကြကြနေစေရှင်မှုအတွက်ငွေပေးတဲ့ program ကိုစတင်ခဲ့ခြင်းဖြစ်ပါတယ်ပြီးတော့လူတွေကငါတို့တွေအချိန်ကြရင် Facebook ကနေငွေရမယ်ဆိုတဲ့စိတ်ကြောင့် Facebook ပေါ်မှာအချိန်ပူကုန်ကြပါတယ်အထူးသဖြင့်ကျွန်တော်တို့လိုဝင်ငွေနည်းတဲ့နိုင်ငံတွေမှာဒီအချက်ကအလွန်အစွမ်းထပ်ပါတယ်ပြီးတော့ Facebook ကနေငွေရနေတဲ့အတွက် Facebook ကိုပိုအသုံးပြုဖြစ်လာပါတယ်ဒါဟာ Facebook အတွက်အမတန်အဖို့တန်တဲ့အရာပါနံပါတ်1ရှက်အနေနဲ့ Facebook အတွက်ဘာအကျိုးရှိလဲပြီးတော့သူတို့ဘာကိုရည်ရွယ်တာလဲကျွန်တော်တို့ကဝင်ငွေနည်းနည်းရပေမဲ့ Facebook ကကျွန်တော်တို့စီကနေပိုများတဲ့တန်ဖိုးကိုရရှိသွားပါတယ်ကျွန်တော်တို့ဘာတွေကြည့်လဲဘလောက်ကြကြကြည့်လဲဘာတွေကိုစိတ်ဝင်စားလဲဆိုတာကို Facebook ကအသေးစိတ်ရှေ့ရခံပါတယ်ဒီ data တွေကိုစုဆောင်းပြီးကြော်ညာရောင်းချသူတွေကိုပြန်ရောင်းပါတယ်ကျွန်တော်တို့စိတ်ဝင်စားမှုလိုက်ပုံမတိကျတဲ့ကြော်ညာတွေကိုပြသနိုင်မှုအတွက်ပါဥပမာကျွန်တော်တို့ကခီးသွွားဗီဒီယိုတွေကြည့်နေရင်လေကြောင်းလက်မှတ်တွေဟိုတယ်ကြော်ညာတွေပုံမြင်ရပါမယ်ဒီလိုကြော်ညာကိုလည်းကြော်ညာရောင်းသူကပုံမဈေးကြီးပေးပြီး Facebook မှာကြော်ညာပေးစီရှင်ပါတယ်ဒီတော့ကျွန်တော်တို့က Facebook ကရမယ့်ဝင်ငွေကိုစောင့်မျှော်ရင် Facebook ကိုပိုကြည့်လေ Facebook ကကြော်ညာထည့်ဖို့နေရာပိုရလာလေဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ကဝင်ငွေရမယ့်ထူးခြားတွေကိုသုံးဖို့ဗီဒီယိုတွေပိုတင်ဖြစ်လာမယ်ပို့တွေပိုရေးဖြစ်လာမယ်ဒီလိုအကြောင်းအရာတွေများလာတဲ့ည Facebook ပေါ်ကိုဝင်ကြည့်မဲ့သူတွေလည်းပိုများလာမယ် Facebook ရဲ့ platform လည်းတန်ဖိုးပိုမြင့်လာမယ်ဖြစ်ပါတယ်ဒီတော့ Facebook ကကျွန်တော်တို့ကိုဝင်ငွေပေးရတဲ့အကြောင်းရင်းနဲ့ရည်ရွယ်ချက်အနှစ်ချုပ်ကတော့ကျွန်တော်တို့ကို Facebook platform ပေါ်မှာပုံမကြာရှည်အောင်နေစေဖို့ကျွန်တော်တို့ရဲ့ data နဲ့အပြုအမူကိုရယူပြီးပုံမတိကျတဲ့ကြော်ညာတွေကိုပြသပြီးကြော်ညာရှင်တွေစီကပုံမအမျက်စွန်ရနိုင်ဖို့ပါဆိုလိုတာက Facebook ကကျွန်တော်တို့ကိုငွေနည်းငယ်လေးပေးပြီးကျွန်တော်တို့စီကအချိန်တွေအာရုံစူးစိုက်မှုတွေကိုကြီးကိုယ်တာအချက်လက်တွေဆိုတဲ့တန်ဖိုးရှိတဲ့အရာတွေအများကြီးကိုရယူသွားတာပါဒါဟာခရစ်မီ digital စီးပွားရေးရဲ့စံတက်တဲ့စီးပွားရေးပုံစံတစ်မျိုးပဲဖြစ်ပါတယ် Facebook မှာဝင်ငွေရှာနည်းပုံစံအမျိုးမျိုးကိုဘယ်လိုစတင်ခဲ့လဲဆိုတာကိုကျွန်တော်ရှင်းပြပါမယ် address လို့ခေါ်တဲ့ကြော်ညာများဆိုတဲ့ဖြူရှားကို2006ခုနှစ်မှာစတင်ခဲ့ပါတယ်ဒါဟာ Facebook ရဲ့ပထမဆုံးနဲ့အဓိကဝင်ငွေအရင်းမြစ်ပဲဖြစ်ပါတယ်2006ခုနှစ်မှာ Facebook Flyer ဆိုတဲ့ကြော်ညာစနစ်နဲ့စတင်ခဲ့ပြီးနောက်ပိုင်းမှာယနေ့ခေတ်သုံးနေတဲ့လူတွေစိတ်ဝင်စားမှုလိုက်ကြော်ညာပြသနိုင်တဲ့စနစ်ကိုပြောင်းလဲခဲ့ပါတယ် Instant လို့ခေါ်တဲ့ feature ကို2018ခုနှစ်မှာ Video Creator တွေအတွက်ဝင်ငွေရရှိစေမယ့်နည်းလမ်းကိုစတင်မိတ်ဆက်ခဲ့ပါတယ် Creator တယောက်ရဲ့ video မှာကြော်ညာပြသလိုက်တိုင်း Facebook ကတစ်စိတ်တစ်ပိုင်းယူပြီးကြံငွေကို Creator တွေစီကိုပြန်ပေးပါတယ် Facebook Star ကိုတော့2020ခုနှစ်မှာ Live အတွင်းကြည့်ရှုသူတွေကငွေကြေးလက်ဆောင်ပေးနိုင်တဲ့စနစ်ဖြစ်ပါတယ် Reel ကိုတော့2021ခုနှစ်မှာ TikTok နဲ့ရှင်ပြိုင်မှုအတွက် Facebook Reel ကိုမိတ်ဆက်ခဲ့ပါတယ် Reel ဗီဒီယိုတွေဖန်တီးတင်ဆက်ပြီးကြည့်ရှုသူများတဲ့ Creator တွေကိုစုငွေရှိမြင့်တဲ့ program ဖြစ်ပါတယ် Bonus program ကိုတော့2021ခုနှစ်မှာ page တစ်ခုရဲ့လူမှုကွန်ရက်မှာစွမ်းဆောင်ရည် agreement rate စတဲ့အပေါ်အခြေခံပြီး Facebook ကအလိုအလျောက်ငွေပေးတဲ့စနစ်ပါပြီးတော့ဒီ program ကအများစုက American, Canada,
ထိုင်းနိုင်ငံစားတဲ့နိုင်ငံအရှုမှသာစတင်ခဲ့ပြီးနောက်မှအခြားနိုင်ငံတွေစီရှဲထွင်လာခဲ့တာပါဒါကြောင့်မြန်မာနိုင်ငံမှာဒီ program တွေရရှိနိုင်မှုကတည်ငြိမ်မှုနဲ့ဈေးကွက်မူဝါဒပေါ်မူတည်နေပါတယ်ကျွန်တော်တို့ Facebook ကိုဝင်ငွေရှာဖို့မဟုတ်ပဲတာမန်အသုံးပြုသူတွေအနေနဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့ဆက်သွယ်ဖို့သတင်းတွေဖတ်ဖို့ဖြော်ဖြေရေးအတွက်ပဲသုံးတဲ့တန်ပေါင်းများစွာသောလူတွေအတွက်ကောင်းကျိုးရောဆိုးကျိုးရောတွေ့ဝိုက်ပြီးကြီးမားတဲ့တက်ရောက်မှုတွေရှိပါတယ်။ကောင်းကျိုးအနေနဲ့ကတော့နံပါတ်1ရှက်အနေနဲ့ Facebook ကိုအခမဲ့အသုံးပြုမှုရရှိနေခြင်းဒီနေရာမှာဘာဖြစ်လို့ Facebook ကိုအခမဲ့အသုံးပြုလို့ရနေရတာလဲဆိုတော့ Facebook မှာကြော်ညာရှင်တွေနဲ့ဝင်ငွေရှာနေတဲ့ creator တွေကြောင့်ပါပဲနံပါတ်2အချက်အနေနဲ့ဝင်ငွေရမယ်ဆိုတဲ့အစွဲဆောင်မှုကြောင့်ပုံမှန်သုံးစွဲသူတွေအတွက်အရေးအသွေးမြင့်တဲ့ဗီဒီယိုတွေစိတ်ဝင်စားဖွယ်ရာပေတွေပုံမူရရှိလာပါတယ်ဥပမာပညာပေးဗီဒီယိုတွေကျွမ်းကျင်သူတွေရဲ့အကြံဉာဏ်တွေဖြော်ဖြေရေးအစီအစဉ်တွေပေါ်များလာတာကိုတွေ့ရပါမယ်နံပါတ်3ချက်အနေနဲ့ Facebook က creator တွေကိုငွေရှိမြင့်တဲ့အတွက်သူတို့ကကြော်ညာအများကြီးထည့်တာထက်အရေးအသွေးကိုဦးစားပေးဖန်တီးလာကြပါတယ်ဒါဟာကျွန်တော်တို့ကြည့်ရတဲ့ခံစားချက်ကိုပုံမကောင်းမွန်လာစေပါတယ်ဆိုးကျိုးအနေနဲ့ကတော့နံပါတ်1ချက်အနေနဲ့ကိုရေးကိုယ်တာ data ဆက်လက်တွေပုံမရှုပေါက်ခံရနိုင်ခြင်းများလာပါတယ်ဒါဟာအကြီးမားဆုံးစိုးရိမ်စရာဖြစ်ပါတယ် Facebook ကတင့်ရဲ့ကြည့်ရှုမှုနှစ်သက်မှုဆက်သွယ်မှုစတဲ့အပြုမှုအားလုံးကိုပုံမနှက်ချိုင်းစွာရှေ့ရခံပါတယ်ဒီ data တွေကိုကြော်ညာရှင်တွေစီကိုပုံမတိကျစွာရောင်းချပါတယ်နံပါတ်2အချက်အနေနဲ့အာယုံစိုက်မှုကိုငွေကြေးအဖြစ်ကြောင်းလဲသတ်မှတ်ခြင်းဖြစ်ပါတယ် Facebook ကတင့်ရဲ့အာယုံစိုက်မှုကိုစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ်မြင်လာပါတယ်တင့်ကိုကြကြနေစေဖို့အာဝိတန်ကိုညွှန်ကြားတဲ့အခါမှာစိတ်ခံစားမှုကိုစွပ်ပြီးတဲ့စိတ်ဆိုးတာတွေဝမ်းနည်းတာတွေပျော်ရွှင်စေတဲ့အကြောင်းအရာတွေကိုဦးစားပေးပြသလာပါတယ်ဥပမာစူးစူးညံ့ညံ့ဖြစ်တဲ့သတင်းတု fake news တွေခေါင်းစဉ်တုတွေပုံမမြင်ရနိုင်ခြင်းများပါတယ်နံပါတ်3အနေနဲ့ငွေရဖို့အတွက်ဘာအကြောင်းအရာမှမရှိပဲပို့တင်တဲ့သူတွေများလာပါတယ်ဆွဲဆောင်မှုတော့ရှိတယ်အကြောင်းအရာမပါတဲ့ခေါင်းစဉ်တွေစိတ်ခံစားမှုကိုစွရတဲ့အကြောင်းအရာတွေအမှန်တရားမဟုတ်တဲ့သတင်းတွေပုံမတွေ့ရနိုင်ခြင်းများပါတယ်ဒါကြောင့်မို့ Facebook သုံးတဲ့မိတ်ဆွေတွေအနေနဲ့ Facebook သို့မဟုတ်ညီသည့်လူမှုကွန်ရက်ကိုမဆိုတတိထားပြီးသုံးဆွဲဖို့အရေးကြီးပါတယ်ကိုရေးကိုယ်တာအချက်လက်တွေမျှဝေတဲ့အခါတတိတရားထားပါမိတ်ဆွေတို့ဖက်ရှုနေတဲ့အကြောင်းအရာတိုင်းကိုချက်ချင်းယုံကြည်မှုမပြုဘဲစင်ကျင်တုံတရားနဲ့စစ်စစ်ပါကျွန်တော်တို့ရဲ့အရှိန်တွေအာယုံစိုက်မှုတွေကကျွန်တော်တို့ပိုင်ဆိုင်တဲ့အဖို့တန်ဆုံးအရာတွေဖြစ်ပါတယ်လို့ပြောရင်အဆုံးသတ်လိုက်ပါဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တဲ့ဆိုရင်ကျွန်တော်ရဲ့ Facebook YouTube Channel လေးကို Like and Subscribe လုပ်ခဲ့ပေးကြပါလို့တောင်းဆိုရင်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်